ဒီနေ့စုံမရဲ့ပထမဆုံးနေ့ရမှာပေါ့နော်ကျွန်တော်တို့တူကြီးမြောက်ရဲ့အခြေအနေပါဆိုင်ငယ်လည်းမရှိပြည့်တယ်တာမောတာဗျာစပိန်လေးနဲ့မြို့ထဲကိုသွားရပါတယ် A few minutes later. ခုတော့တူကြီးမြောက်မောလို့လမ်းလျှောက်ထပ်ပြီးတော့မှဘာဖြစ်တာပါပြီလားဟောနေပြီလေးဘက်တလန်မှာရောက်နေပါပြီ 2,000 years later. ကဲလမ်းလျှောက်တာမောလို့နောက်တစ်ကြောက်စပိန်နဲ့ထပ်သွားပါပြီချွေးနေကြည့်ပါပဲကြည့်လိုက်တာခုကတော့ကျွန်တော်ရှင်နေရဖို့ကျွန်တော်တို့ရှင်းလန်းနေတခါပြန်ပြီးလမ်းလျှောက်လာတယ်ဖြစ်ပါတယ်ကျွန်တော်ရလာခုတော့ကျွန်တော်သွားမယ်83လမ်း3ဘက်ရှင်အောင်ရောက်နေပါပြီ။ကျွန်တော်ရဲ့ဒီနေ့ blog လေးကို follow ကြည့်ပြီးသားတို့ရှင်တွေခရိုင်ကြည့်ပြီးရှင်ပါတယ်။နောက်ထပ်ကျွန်တော်ရဲ့ blog တွေကိုလည်းအားပေးကြအောင်ကိုပြောချင်ပါတယ်။